reach ရောက်ရှိသည် arrive ရောက်ရှိသည်အတူတူပဲလားနှစ်ခုစလုံးရဲ့အဓိပ္ပာယ်ကတော့ get to a place တနေရာကိုရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်ဒါပေမဲ့သူတို့နှစ်ခုကြားမှာနည်းနည်းတော့ကွာခြားချက်ရှိရယ်ပထမဆုံးအနေနဲ့ reach သူကတော့စရောက်တာပဲဒါပေမဲ့သူရဲ့အဓိပ္ပာယ်မှာတနေရာကိုသွားတဲ့အခါ the distance was too long သွားရတာလည်းနည်းနည်းခရီးရရှည်တယ်ပြီးတော့သူ့ကိုသွားဖို့အတွက် effort အတွေ့နဲ့လိုတယ်ပေါ့နော်အားထုတ်ရတာတွေပြီးရင်အခက်ခဲနည်းနည်းကြုံပြီးမှသွားရတဲ့ရောက်ရမယ့်နေရာမျိုးဆိုရင် reach ကိုသုံးပေးရမယ်ဥပမာစာကြောင်းနဲ့ပြောရင်မြင်သွားမယ်ထင်တယ် For example after walking 4 hours we finally reach hotel လမ်းနေအများကြီးရှောက်ပြီးတဲ့အခါမှာ hotel တော့တွေ့ပြီပေါ့နော်အဲ့တော့ပတ်ရှာနေရတာလမ်းကလည်းတော်တော်ကြာရှောက်ရရဲဆိုတော့အားထုတ်မှုနည်းနည်းလိုအပ်တယ်ဒီလိုမျိုးဆိုလို့ရှိရင် reach ကိုသုံးပေးရမယ်သူ့မှာကျတော့ဒီ reach ရဲ့နောက်မှာတခါတည်းနေရပေါ့နော် place ကတ်လိုက်ပြီးတော့ရေးပေးရတယ်ပေါ့နော်တစ်ဖက်မှာကျတော့လေ arrive ကလည်းရောက်တာပဲဒါပေမဲ့ဒါကတော့ရိုးရိုးလေးပဲရောက်တယ်ဆိုရဲအဓိပ္ပာယ် only နဲ့ပဲသုံးနေပေါ့နော်သူ့ရဲ့အနောက်မှာကကျတော့ဒီ prepositions in on at စသဖြင့်လိုက်ပေးရတယ်ပေါ့နော် For example the train arrived at the station on time အချိန်မီရောက်တယ်ပေါ့ arrive ရဲ့နောက်မှာတော့ဒီနေရာ term လိုက်ပေးနေဒီ prepositions တော့လိုက်ပေးရတယ်ပေါ့နော်ဒါကတော့သူတို့နှစ်ခုကြားမှာရှိရဲ့ကွာခြားချက်ပေါ့နော်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာပဲ